လုံးပဲမင်္ဂလာပါ PK Movie Guide Channel ကနေကြိုဆိုပါရစေဒီနေ့မှာတော့ The Price of Confession အပိုင်းလေးကိုဆက်ပြီးပြပြပေးသွားမှာပါအစမှာတော့သတင်းစာရှင်းလင်းပွဲမှာစိတ်တစားလူသက်သမားရဲ့ဝန်ခံချက်ကြောင့်အာမခံနဲ့လွတ်ပေးလိုက်တာဖြစ်ပြီးတရားရုံးရဲ့ဆုံးဖြတ်ချက်ကိုလေးစားပေမဲ့အမှုစစ်ရုံးအနေနဲ့လက်မခံနိုင်ကြောင်းဆိုပါတယ်သတင်းတော်တယောက်ကတာမန်အဖြစ်သားရဲ့ဝန်ခံချက်မို့လို့မယုံနိုင်ရလားမေးတော့တာမန်အဖြစ်သားမဟုတ်ပဲလူတိုင်းကဆုံးမစိတ်တစားလူသက်သမားလို့ခေါ်နေကြတာမဟုတ်လားလို့ပြန်ဖြေခဲ့ပါတယ်နောက်ထပ်တစ်ယောက်ကလွတ်ပေးလိုက်တဲ့ဆရာမကတကယ်လူသက်သမားဖြစ်နေရင်ပြည်သူတွေအတွက်အနေရမများဘူးလားမေးတဲ့အခါအဲ့လိုအခြေအနေတွေအတွက်တရားရုံးကခြေချင်းဝေးခြေရခန့်ဆက်ဝတ်ပေးထားပြီးစောင့်ကြည့်သွားမှာလို့ဆိုပါတယ်ပြီးတော့တရားပြန်ရုံးစုကိုထောင်နဲ့တသက်ကျွန်းချမှတ်တာကသူတို့ဘက်ကလွဲမှားခြင်းမရှိကြောင်းနဲ့တရားခံ2ယောက်ကတောင်ကိုရီးယားနိုင်ငံရဲ့တရားရေးစနစ်ကိုပြည့်ရမပြုနိုင်အောင်လှုံ့ဆော်သွားမယ်လို့ဆိုပါတယ်အဲ့ဒါနဲ့နောက်ထပ်သတင်းတောက်တစ်ယောက်ကအမှုစစ်ဘက်ကဒီအမှုကိုဆက်ပြီးတာဝန်ယူအောင်မလားအမှုစစ်ဘက်ဟာရဲဝင်နှောင်းဟောင်းဖြစ်ခဲ့တဲ့အတွက်သူ့ရဲ့စုံစမ်းစစ်ဆေးရေးနီလန်းတွေကနိုင်ထက်စီးနှင်းဖြစ်တယ်လို့ပြောတော့အမှုစစ်ဘက်ဟာစီကလိုက်နာတဲ့အမှုစစ်တယောက်ဖြစ်ပြီးစုံစမ်းရေးမှာအမှားအယွင်းမရှိကြောင်းသက်သေပြမယ်လို့ဆိုခဲ့ပါတယ်အမှုစစ်ဘက်လည်းနှုတ်ထွက်စာတင်တော့လက်မခံပဲလူငယ်ထိန်းသိမ်းရေးစခန်းဘက်ကိုခဏသွားဖို့ပြောရင်ဒီအမှုကိုလည်းတူတူတိတ်ဆက်စုံစမ်းမှုပြောခဲ့ပါတယ်အဲ့ဒါနဲ့အမှုစစ်ဘက်လည်းနှုတ်ထွက်စာကိုပြန်ယူသွားခဲ့ပါတယ်ရိုးစုလည်းအိမ်ပြန်ရောက်တဲ့အခါပြည်သူတွေကအားပေးစကားပြောထားတဲ့စာတွေနဲ့လက်ဆောင်တွေကိုတွေ့လိုက်ရပါတယ်ရှင်းနေကြလဲလက်ဆောင်တွေကိုအိမ်ထဲအထိတည်ပေးနေခဲ့ပါတယ်ခဏနေတော့စောင့်ကြည့်ရေးမှုရောက်လာခဲ့ပါတယ်ရှင်းနေကြလဲခလေးကိုခဏခေါ်သွားပြီးစောင့်ကြည့်ရေးမှုကခြေချင်းဝေးတက်ပေးနေရင်၄နာရီအားသွင်းရင်24နာရီတုံးလို့ရကြောင်းရေစောခံပေမဲ့ရေပူထဲမှာတော့အကြာကြီးစိန်လို့မရကြောင်းစီးကန့်ချက်တွေပြောပြနေခဲ့ပါတယ်ပြီးတော့အိမ်နင်းဆောင်ကြည့်ဆက်တက်မယ်လို့တော့ယူစုကမမြင်ရတဲ့နေရာမှာတက်လို့မရဘူးလားမေးတဲ့အခါအမြဲမြင်ရတဲ့နေရာမှာပဲထားရမယ်လို့ဆိုပါတယ်နောက်ထပ်စီကန်းတွေကဘယ်နေမြေအထိပဲတွားရမယ်ဆိုတာနဲ့အဲ့ဒီနေမြေတွေကိုကြော်ချင်ရင်ကြိုတင်ခွင့်ပြုချက်တောင်းရမှာဖြစ်ကြောင်းည10နာရီကနေမနက်6နာရီအထိအိမ်အပြင်ထွက်ခွင့်မရှိကြောင်းပြောပြီးယူစုကအခုထိတရားပြိုင်မဲရှိသေးတာကိုမမေ့ပဲဂရုတစိုက်နေဖို့ဆိုပါတယ်ခဏနေတော့ဆိုကဗိုက်စာလို့ထွက်လာတဲ့အခါယူစုကရှင်းနေချန်ကိုအတူစားဖို့ပြောပေမဲ့ပြန်သွားခဲ့ပါတယ်ယူစုကခောက်ဆွဲတော့ရှာရင်အရင်ကသူရှာမတွေ့ရင်သူ့ယောက်ျားကလှုပ်ပြီးနေကြကိုပြန်ပြီးတတိယနေခဲ့ပါတယ်တစ်ဖက်မှာလည်းမိုးဝန်းကိုခောက်ဆွဲပြုတ်ပေးရင်မိုးဝန်းကညာဘက်အိမ်မပြောလို့ဈေးနဲ့သတင်းစာယူပေးဖို့တောင်းဆိုခဲ့ပါတယ်ယူစုလည်းသူ့သမီးလေးစားနေတာကိုကြည့်နေခဲ့ပါတယ်ပြီးတော့သူ့သမီးလေးကိုတိတ်ပြီးဝိုင်းတောက်ဖို့လုပ်ပေမဲ့ဝိုင်းတွေကဒိတ်လွန်သွားလို့တုံပြစ်တဲ့အချိန်သူ့တငယ်ချင်းရောက်လာခဲ့ပါတယ်သူ့တငယ်ချင်းလည်းတောင်းဝန်စကားပြောပြီးတစ်ချက်လောက်ရိုက်ဖို့ပြောတော့ယူစုလည်းတစ်ချက်ရိုက်ချလိုက်ပြီးတငယ်ချင်း2ယောက်ပြန်ပြေးလဲသွားပါတယ်ပြီးတော့2ယောက်သားဘီယာတောက်ရင်ယူစုကားပြင်နာကြောင်းဆိုပါတယ်ခဏနေတော့သူ့တငယ်ချင်းလည်းပြန်သွားပါတယ်အဲ့ဒါနဲ့အိယာဘောခဏလဲနေမိုးတက်ခိုင်းရတဲ့လူအကြောင်းတွေးမိသွားပြီးခြေချင်းဝက်ကိုလည်းအားသွင်းရင်သွားဆရာဝန်ဇနီးမောင်နှံအမှုချကြည့်တော့မိုးပြောခဲ့တဲ့ဗီဒီယိုဖိုင်ကိုကြည့်နေခဲ့ပါတယ်ပြီးတော့မိုးကရွှန်းစုကိုတမီးလေးအတွက်ဆိုရင်အမကဘာမဆိုလုပ်နိုင်နေမလားလို့ပြောခဲ့ပါသေးတယ်သွားဆရာဝန်အမှုကိုဆက်ရှာကြည့်တော့နင်နာသူရဲ့သားဟာပထမဆုံးသတင်းပေးသူဖြစ်ပြီးမျက်မြင်သက်တဲ့အဖြစ်အခင်းနေရာမှာရှိနေခဲ့ကြောင်းသိလိုက်ရပြီးခလေးရဲ့ပုံကိုတော့ဖြတ်ထားတာကိုတွေ့လိုက်ရပါတယ်မိုးလည်းအိတ်နေရင်အိမ်မက်ထဲမှာသူ့ရဲ့နောက်ကျောင်းဖြစ်တဲ့နိုင်နဲ့ကားထဲမှာကောင်းမလေးတစ်ယောက်မီးလောင်နေတာတွေသူဝမ်းနဲ့ကြေကွဲပြီးမိုးနေတာတွေပြန်ပေါ်လာပြီးလက်နိုးလာပါတယ်ရွှန်းစုလည်းနိုးလာတော့သူ့သမီးလေးကဘေးနားမှာအိတ်နေခဲ့ပါတယ်မနက်ကျတော့စိုးကိုကြောင်းကားတင်ပြီးအခြားကျောင်းသားမိဘတွေကတော့တကြီးကြီးလုံနေခဲ့ပါတယ်ပြီးတော့မားကတ်မှာဈေးဝယ်နေတာကိုတခြားသူတွေကထူးဆန်းတဲ့မျက်လုံးတွေနဲ့ကြည့်ပြီးရွှန်းစုကိုအတိတ်ပြောနေကြပါတယ်စပိန်နဲ့လမ်းကူဖို့လုပ်နေတော့ဘေးကခလေးတစ်ယောက်ကခြေကြီးဝက်ကိုထိနေတာကိုတယောက်ကဓာတ်ပုံရိုက်နေခဲ့ပါတယ်ရွှန်းစုလည်းရှင်းနေချန်ကိုသူ့ကိုလူတွေကသတိထားပြီးကြည့်တဲ့အကြည့်တွေနဲ့တိကျစိတ်နဲ့ကြည့်တဲ့အကြည့်တွေရှိကြောင်းဆိုပါတယ်ပြီးတော့သူ့ယောက်ျားနဲ့တလမှာဗနက်ခါအိတ်လဲကအစလူတိုင်းသိနေတယ်လို့ပဲလို့ဆိုပါတယ်ရှင်းနေချန်လဲရွှန်းစုထောင်ထဲမှာရှိတော့ကအားပေးခဲ့တဲ့သူတွေတောင်အပြင်ရောက်လာတော့သတိထားပြီးတိကျစိတ်တွေရှိမယ်ဆိုတာကြိုတွေးထားတဲ့ကိစ္စပဲမလားလို့ဆိုလိုက်ပါတယ်ပြီးတော့ရွှန်းစုအယူခံဝင်ရမယ့်ရက်က3ဘက်အကြားဖြစ်ပြီးအမှုစစ်တွေကလက်လျှော့မှာမဟုတ်ကြောင်းဆိုပါတယ်ရွှန်းစုလည်းခံနေမှာမဟုတ်ပဲသူ့ယောက်ျားတတ်တဲ့တရားခံကိုလည်းရှာမယ်ပြောတော့ရှင်းနေချန်ကတရားခံကဝန်ခံပြီးပြီလို့ပြောတဲ့အခါရွှန်းစုကမိုးဟာရုတ်တရက်ကြီးမဟုတ်ဘူးလို့ပြောမှဆိုလို့မယုံကြည်နိုင်ကြောင်းဆိုပါတယ်ရှင်းနေချန်လည်းရွှန်းစုကတရားခံမဟုတ်တဲ့တပ်တွေနဲ့မိုးကတရားခံဆိုတဲ့တပ်တွေကိုရှာမှလို့ဆိုခဲ့ပါတယ်မိုးလည်းတောင်းဆိုရတဲ့ဆေးကိုတောက်ပြီးထောင်ဆောင်ကဗဆက်ကိုစစ်ဆေးပါတယ်ပြီးတော့ထောင်ဆောင်ကအစိုးရရှိနေကသူ့အမှုကင်မို့ညင်းလိုက်တာ4ချိန်မြောက်ရှိပြီလို့ဆိုပါတယ်မိုးလည်းဆေးတွေကိုပြန်ထုတ်ပြီးခောက်ဆွဲဘူးတဲ့ထည့်ရလိုက်ပါတယ်အမှုစစ်ပဲလည်းရွှန်းစုစီလာတော့2ယော
ယောက်သာစားတောက်ဆိုင်မှာအတူစားတောက်ကြပါတယ်အမှုစစ်ဘက်ကထွက်လာရတာဘလို့နေလဲမေတော့ယွန်းစုကတခြားဌာနပြောင်းသွားတဲ့ကြားတာကိုပုဂ္ဂိုလ်ရဲ့အရာသိချင်တာလားပြောရင်လူကိုမျိုးစုံနေရာခအောင်လုပ်တယ်လို့ဆိုပါတယ်အမှုစစ်ဘက်လည်းလူတွေကသူ့ကိုနေရာခန့်နေရင်သဘောကျကြောင်းပြောပြီးယွန်းစုဟာအခုထိလူသက်မှုရဲ့တန်တရားရှိသူဖြစ်နေတော့မယ်လို့ပြောတဲ့အခါယွန်းစုလည်းသူကတရားခံဆိုတာဘာလို့တေချာနေရလဲလို့မေးခဲ့ပါတယ်အဲ့ဒါနဲ့အမှုစစ်ဘက်လည်းအဲ့လိုယုံကြည်ခြင်းလို့ပြောတော့ယွန်းစုလည်းထွက်သွားပါတော့တယ်တစ်ဖက်မှာလည်းမိုးဝန်းကိုရှင်းနေလိုက်ပေးဖို့နာမည်ကြီးပမောက္ခဖြစ်တဲ့ရှင်းနေခြင်းရောက်လာခဲ့ပါတယ်မိုးဝန်းလည်းသူ့ကိုလူတိုင်းကရှောင်နေတာကိုဘာလို့ရှင်းနေလိုက်ပေးတာလဲလို့မေးတော့ရှင်းနေခြင်းကမိုးဝန်းရဲ့ထွက်ဆိုချက်ကြောင့်လူတယောက်ဆွဆွဲခံရတာပျောက်သွားတယ်ဆိုတဲ့ဇနီးရဲ့စကားကြောင့်ရှင်းနေလိုက်ပေးတာလို့ဆိုပါတယ်မိုးဝန်းလည်းသူ့ထွက်ဆိုချက်ကိုယုံလားသူ့စီကလိုချင်တာရှိလို့လားမေးရင်မျိုးစုံစမ်းသပ်နေတော့ရှင်းနေခြင်းလဲသူ့ကိုအင်တာဗျူးနေတာလားဆိုပြီးစလိုက်ပါတယ်အဲ့ဒါနဲ့ရှင်းနေခြင်းလဲသူ့မှာအလောက်အကိုင်းအတိအကျရှိပြီးသားဖြစ်ကြောင်းပြောတော့မိုးလည်းဘာမှမပြောတော့ပါဘူးစောင့်ကြည့်ကမ်းမှာမိုးကစာရင်းနေလို့စစ်လိုက်ရမလားမေးတော့ထောင်ဆောင်ကစာစစ်တာတရားမဝင်မှုပြောရင်ရှင်းနေခြင်းဆိုခွင့်ပြုမှာမဟုတ်ကြောင်းဆိုပါတယ်မိုးလည်းစာကိုတိတ်ချခောက်ကရှင်းနေခြင်းကိုအမယွန်းစုစီပေးဖို့ဆိုပါတယ်ရှင်းနေခြင်းလဲတရက်ခွင်နဲ့ပတ်သက်ရင်နောက်ပိုင်းပြဿနာရှိမှဆိုလို့အကြောင်းအရာတီးလို့ရမလားမေးတော့မိုးကဘာပဲဖြစ်ဖြစ်ကြည်မှာပဲကိုဆိုပြီးခုရဲတော့ဒီအောင်ကြီးကိုကြည်လို့ရတဲ့အားကစားလုပ်ချိန်ရောက်လို့အဲ့တွေ့ချိန်ကိုအဆုံးတက်လိုက်ပါတယ်ရှင်းနေခြင်းလဲအခုဒီအပြစ်ပေးကမှာပဲရှိသေးလို့နောက်တစ်ပတ်လောက်နေရင်ပုံမှန်ကမှနေနိုင်ဖို့လုပ်ပေးမယ်ပြောတော့မိုးလည်းဒီလောက်ထိလုပ်ပေးမယ်လို့မထင်တာပဲကျေးဇူးတင်တယ်လို့မျက်နှာတင်နဲ့ပြန်ပြောနေခဲ့ပါတယ်ထောင်ဆောင်ကဒီတစ်ခေါက်ရှင်းနေနဲ့အဆင်ပြေတဲ့ပုံပဲလို့ပြောတော့မိုးကရှင်းနေရေးထားတဲ့စာအုပ်ရှာပေးဖို့ဆိုခဲ့ပါတယ်ယွန်းစုလည်းတွားဆရာဝန်လင်မယားရဲ့အခင်းဖြစ်တဲ့အိမ်သားကိုတွားကြည့်ရင်တားဖြစ်သူကိုတွေးလိုက်ရတော့လက်ထွက်သွားခဲ့ပါတယ်မိုးကပေါက်နေတဲ့အမိုးကနေနေအောင်ကြီးကိုကြည့်ရင်ဘေးမှာကဝဝတုံနဲ့ကောင်မလေးတယောက်ဟောင်းနေလို့ကြည်နေခဲ့ပါတယ်ခဏနေတော့လူမိုက်ပုံစံနဲ့ကောင်မလေးတွေကသူတို့နေရာမှာလာထိုင်နေလို့ဆိုပြီးရန်စားတော့ဟိုတခါမိုးတူနဲ့ထိုးဖို့လုပ်ခဲ့တဲ့သူကရမစားဖို့ပြောပြီးတားလိုက်ပါတယ်ဖတ်တီမလေးလည်းမိုးကိုရီးပြနေခဲ့ပါတယ်ယွန်းစုလည်းနောက်နေ့အဲ့ဒီအိမ်ကိုထပ်သွားကြည့်ပြီးသတိပေးစာတွေကိုကြည့်နေတဲ့အချိန်ဆိုးကိုကြောင်းကြိုရမယ့်အချိန်ရောက်လာလို့ကြောင်းသွားကြိုခဲ့ပါတယ်ညရောက်တော့နောက်တစ်ချိန်ထပ်သွားကြည့်ပြီးအိမ်ထဲကအလင်းရောင်ကိုတွေ့လိုက်ရပါတယ်ခဏနေတော့ရှင်းနေချမ်းစီကမိုးဟာသူ့ရှင်းနေစီစားတဆောင်ပါလိုက်ကြောင်းမဆက်ရောက်လာခဲ့ပါတယ်နောက်နေ့ရုံးခန်းသွားတော့ရှင်းနေချမ်းကမိုးအမှုကိုကင်တဲ့သူဟာလူအားငွေအားမရှိတဲ့သူတွေကိုရှင်းနေလိုက်ပြီးတဲ့နွယ်ကြီးရှင်းနေဖြစ်ကြောင်းသူကိုယ်တိုင်လည်းအားကြရကြောင်းဆိုပါတယ်ခဏနေတော့ရှင်းနေခြင်းကိုသူ့ဇနီးဖြစ်သူကလိုက်ပို့ပေးခဲ့ပါတယ်ရှင်းနေခြင်းကမိုးပေးလိုက်တဲ့စာကိုပေးခဲ့ပါတယ်ယွန်းစုလည်းစာဖတ်ကြည့်လိုက်သေးလားမေးတော့ရှင်းနေခြင်းကအမှုတိုင်နဲ့ယုံကြည်မှုကအရေးကြီးဆုံးဆိုပြီးမဖတ်ခဲ့ဘူးလို့ဆိုပါတယ်ပြီးတော့ရှင်းနေခြင်းလည်းပြန်သွားပါတော့တယ်ရှင်းနေခြင်းလည်းတရက်ခွင်မှာပြဿနာမဖြစ်ရစေအောင်တန်တရားဝင်စရာအကြောင်းအရာပါခဲ့ရင်ပြောဖို့ဆိုပါတယ်ယွန်းစုလည်းဟုတ်ကဲ့လို့ပြောပြီးထွက်သွားခဲ့ပါတယ်အဲ့ဒါကိုတယောက်ယောက်ကပုံရိုက်နေခဲ့ပါတယ်ယွန်းစုလည်းစာကိုဖတ်ကြည့်တဲ့အခါမိုးကအပြင်မှာသမီးလေးနဲ့နေရတာအဆင်ပြေရလားမေးရင်အမဘယ်မှာဘာလို့လို့အမြဲဆောင်ကြည့်ပြီးအားပေးနေမှလို့ရေးထားပါတယ်ယွန်းစုလည်းသူ့ကိုမိုးကစောင့်ကြည့်နေတဲ့ထင်ပြီးကြောက်နေခဲ့ပါတယ်ပြီးတော့မိုးကသုံးဘက်နေရင်လာမဲ့တရက်ခွင်မှာမျက်မြင်သက်သေအနေနဲ့သူလည်းတက်ရောက်မှာဖြစ်ပြီးအဲ့ဒီနေ့ကျရင်အမပြုံးရင်တရားရုံးကထွက်သွားနိုင်ဖို့စိတ်ရင်းနဲ့ဆူတောင်းပေးနေတယ်လို့ရေးထားခဲ့ပါသေးတယ်ယွန်းစုလည်းတွားဆရာဝန်လင်မယားအိမ်သွားတဲ့အခါတားဖြစ်သူနဲ့တွေ့တော့လေဘင်းကိုဓာတ်နဲ့ထိုးလိုက်တယ်လို့အိမ်မက်မက်ရင်လန့်နိုးလာခဲ့ပါတယ်။ဘီနာကသူ့ကလေးကိုကိုင်းလိုက်တဲ့အချိန်မှာတွေးလို့ထွက်သွားတဲ့အချိန်အကောင်လေးကသူ့ကိုဓာတ်နဲ့ထိုးလိုက်တယ်ဆိုပြီး600ကနေလန့်နိုးလာပြန်ပါတယ်။ယွန်းစုလည်းအလန့်တကြားနဲ့သူ့သမီးကိုတွားကြည့်တော့အိမ်နေခဲ့ပါတယ်။ရှင်နေချန်လည်းဖုံးဆက်ပြီးမိုးပိုးလိုက်တဲ့စားရဲကအကြောင်းအရာကိုမေးကြည့်တော့ယွန်းစုကမိုးဟာတယောက်ခွင်မှာမျက်မြင်သက်သေအနေနဲ့တက်ရောက်မှာဖြစ်ပြီးတာချောင်းမှာချောင်းမေးထားတာလို့ဆိုပါတယ်။ယွန်းစုကိုအပြင်ကတယောက်ကစောင့်ကြည့်နေခဲ့ပါတယ်။ယွန်းစုလည်းမိတွေပိတ်ပြီးပြန်ကြည့်တဲ့အခါအိမ်တကားနာကိုရောက်လာပြီးတကားလာဖွင့်နေပါတယ်။ယွန်းစုလည်းမိဖွင့်လိုက်တော့ထွက်ပြေးသွားတဲ့အခါနောက်ကလိုက်ပါတော့တယ်။လိုက်ရင်းနဲ့ခဏနေတော့ရှေ့ကထွက်လာပြီးခေါင်းဆောင်ကြည့်လိုက်တဲ့အချိန်ယွန်းစုရဲ့ညမထွက်ရစီကန်းချိုးဖောက်လို့အချက်ပြလာခဲ့ပါတယ်။အဲ့ဒါနဲ့ဖုံးဆက်လိုက်တော့ဖုံးကအိမ်မှာရှိနေတဲ့အခါယွန်းစုကဖုံးမကင်လို့စောင့်ကြည့်ရေးမှုစီဖုံးဆက်လိုက်ပါတယ်။ယွန်းစုလည်းသူကားထဲကတွေ့လိုက်တဲ့သူမှတီသွားပြီးဆက်လိုက်နေခဲ့ပါတယ်။အဲ့လိုနဲ့ဆိုင်ငယ်နဲ့တိုက်မိသွားပြီးလဲသွားတာကိုရ
ရက်ကြည့်နေခဲ့ပါတယ်ပြီးတော့မိုးကထောင်ထဲမှာတော့ကအပြင်ရောက်ရင်အမှန်တရားရှာမယ်ဆိုပြီးအခြားအတွေ့မတွေ့ဖို့ပြောခဲ့တာကိုသတိရသွားခဲ့ပါတယ်တစ်ဖက်မှာလည်းအပြစ်ပေးကန်းထဲမှာမိုးပြောင်းနေလို့အရေးပေါ်ခလုတ်နှိပ်လိုက်ပါတယ် K-drama အကြောင်း update သတင်းတွေကိုသိချင်နေဆိုရင်တော့ channel ကို like and subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့အောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်